copyright လောက်တာပဲအမှန်ဒါဟုတ်သူတို့ကစောတယ်ဗျာသူတို့စောသူတို့ကျမ်းစာနဲ့သူတို့ပိဋကတ်တော်နဲ့သူတို့နေလေဗုဒ္ဓဘာသာတွေကစကားလုံးတွေပါလို့သုံးတာအခုကြမှာမယ်ကိုရင်ဝတ်တာတွေရောမယဟန်ခန္ဓာတွေရောတာမဏေပြုတာတွေရောဟုတ်တယ်ဘုဒ္ဓလောကထွက်လာတယ်ပြည်ဘက်ကတခါဟဲ့ရန်ကုန်မြို့ပေါ်မှာလည်းတခါချင်းတယ်ရှိတယ်နောက်ဦးစင်းတို့အဲ့တောင်ကလာကနေပြီးတော့ဟိုဘက်ပါရမီနဲ့ဟိုဘက်တက်လာတယ်အဲ့ဘက်မှာအမေသူတို့စိုင်းဘုတ်တွေပါတယ်လေမဲ့ဘာပွဲညာပွဲနဲ့ဒါမိုးတွေလာသေးတာဒုနိုင်ငံကခွင့်တော်ပြုထားတာပဲသို့တော့ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့စကားလုံးတွေသူတို့သုံးစွဲခွင့်ပေးမတော့ဗုဒ္ဓဘာသာနဲ့ဘာတော့ပတ်သက်တဲ့စကားလုံးသုံးစွဲခွင့်တွေပေးမတော့ယဟန်တာကိုရင်ဦးစင်းဘိက္ခုဒါတွေသူတို့သုံးစွဲခွင့်ပေးမတော့မာနကနေမာနဆရာတော်ဘုရားကြီးများကဒါတွေကိုတားထားတာရှိတယ်နော်အဲ့ကြောင့်တွေးခဲ့ရင်လည်းဒါတွေတရားဝင်မှုလို့တော့မှန်သူတို့စကားလုံးနဲ့သူတို့သုံးနေနော်သူတို့ကတို့ဗုဒ္ဓဘာသာကစာတွေကိုယူပြီးတော့သူတို့ဥစ္စာအမှန်လို့ထင်နေတယ်ဟုတ်လားဒါမျိုးလေးတွေရှိတယ်နောက်ဆုံးတို့တို့ကောမြန်တကဘာလုံးနဲ့ရှင်မယ်ဆိုရင်တော့ကမ္ဘာနိုင်ငံသီးသီးနဲ့ရှင်မယ်ဆိုတော့ဗုဒ္ဓဘာသာကအားနည်းတယ်တို့နိုင်ငံမှာနေလို့သာတို့ဗုဒ္ဓဘာသာကများတဲ့ထင်နေတာတို့တို့ကောမြန်မဟုတ်ဘူးရနော်မဟုတ်ဘူးတခြားနိုင်ငံတွေကပုံများတယ်နော်သတိလေးထားတာဒါကြောင့်ကိုယ်ဘာသာကိုယ်သာသနာကိုယ်လူမျိုးကိုကာကွယ်ရတယ်ဆိုတာဒါပြောတာဟုတ်တယ်မို့လားဦးဇင်းတို့ကအကျမ်းဖက်ကိုပြောနေတာမဟုတ်ဘူးဒီကကိုကာကွယ်ဖို့ဒါကိုပြောတာပါသူများကိုသွားတတ်ရမယ်ပြုရမယ်လို့ဦးဇင်းတို့မပြောပါဘူးကိုဘာသာကိုသာသနာကိုနိုင်ငံသားတွေကတော့ကာကွယ်ရမယ်တချို့တွေစိတ်ဝင်နေတာတွေရှိတယ်နော်စိတ်ဝင်နေတာတွေရှိတယ်တနည်းမဟုတ်တနည်းနဲ့မရအောင်စိတ်ဝင်နေတာရှိတယ်အဲ့ဒါသတိထားနော်တခြားဘာသာတွေရတယ်ကဲဟုတ်ပြီထားလိုက်တော့အဲ့ဒါရေးမကြည့်ဘူးကဲဘယ်နာရောက်ပြီးတော့အဲ့နာရောက်သွားပြီသီလပတ္တဥပါဒံသီလပတ္တနွားအလေးချမောမြတ်လာသီလပတ္တဥပါဒံနွားအလေးချတို့ခွေးအလေးချတို့ကျန်တဲ့အလေးချတွေဒါတွေကမောမြတ်တယ်လို့ယူဆွဲနေရင်ဘာတော့သီလပတ္တဥပါဒံကဲနောက်ဆုံးကဘာလဲတော့ငါးသာအမှန်ယူနေပြန်အတ္တဥပါဒံအတ္တဝါဒုပါဒံပေါ့နော်အပြည့်အစုံဆိုရင်အတ္တဝါဒုပါဒံဆိုတာကဒုတိယကောင်းများငါယူတဲ့အယူပဲမှန်တယ်ဟုတ်တယ်နော်ငါဘာသာပဲမှန်တယ်ဒါမျိုးဦးဇင်းတို့ဗုဒ္ဓဘာသာကလာလဲကြည့်လေစိတ်ခေါ်ထားတာပဲသူတို့ဘာလို့မလာရတာလဲဒါပြီးလေးလာကြည့်တို့ဗုဒ္ဓဘာသာမှာကအေးဒါဒီတရားကဒီလိုသဘောရှိတယ်ဒီလိုသဘောရှိတယ်ဒီလိုကျိုးစားရင်ဒီလို